ခင်ဗျားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ညနေအတွက်ဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တေချာလေးတောင်ပြောလိုက်သေးတယ်ကျွန်တော်က3ညပတ်တီကိုမနေ့ပိုင်းမှာတေချာပေါက်လေးကြိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီတစ်ပတ်ကတော့ဗာပြကျွန်တော်မိတ်ဆွေတွေနဲ့အခုတစ်ပတ်မှာပဲကျွန်တော်လည်း line လေးပြန်ရတယ်ပြီးရင်ဗီဒီယိုလေးတွေတင်ပေးနိုင်တဲ့အတွက်ဒါကျွန်တော် free group လို့မျိုးပဲကျွန်တော်သဘောထားလိုက်ပြီးတော့ဒါကျွန်တော် member group ကိုဒါကျွန်တော်မိတ်ဆွေတွေကဖုန်းနံပါတ်တွေလည်းအဆက်အသွယ်ပြတ်နေတယ်ဆိုတော့ဒါကျွန်တော်ဒါအောက်မှာ Viber Telegram group link ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပါတယ်ဗျာနော်အဲ့ဒီထဲမှာကျွန်တော်ပြောတယ်ပတ်တီကတစ်လုံးပဲကျန်တယ်မွေးကွက်တွေလည်းတစ်ခုပဲကျန်တယ်အဲ့ဒီဟာတွေကဗုဒ္ဓဟူးညနေလောက်ဆိုလို့ရှိရင်အကောင်လုံးဆင်းတက်တယ်အဲ့ဒါသတိထားပါဆိုတော့ဒါ group တွေကိုတေချာဝင်ပြီးတော့ဒီမွေးကွက်တွေပတ်တီတွေတေချာကြီးတဲ့မိတ်ဆွေတွေတော့ဒါရကြမယ်ထင်ပါတယ်ဗျာနော်ကျွန်တော်ဒီဟာမှာကျွန်တော်ကတော့ဒါစကားဖြတ်ပြောတာပါအချို့လူတွေကကျွန်တော်ပြောတယ်ဒီပတ်တီတွေကကိုကြိုက်တဲ့ပတ်တီတစ်လုံးပဲလိုက်ဥမာအင်္ဂါမကျော်ပတ်တီပေါ့နော်ဒါအင်္ဂါမကျော်ပတ်တီခွန်တစ်လုံးပဲခွန်ကြိုက်တယ်ဆိုလို့ရှိရင်ခွန်တစ်လုံးပဲလိုက်ဥမာခွန်ကအင်္ဂါမကျော်မှာဆင်းနေဆိုကိုနည်းနည်းမြက်ပြီဆိုရင်ထိတ်ဆိုအဲ့ဒါမှမဟုတ်သေးဘူးနောက်တစ်လုံးထပ်လိုက်ချင်တယ်ဆိုလို့ရှိရင်နောက်တစ်လုံးပဲလိုက်အဲ့ဒီတစ်လုံးပဲတေချာလေးလိုက်ပြီးရင်အဲ့ဒီတစ်လုံးမြက်တယ်ဆိုလို့ရှိရင်ရက်လိုက်ဒါမှမဟုတ်ကိုကမွေးခွက်လိုက်မယ်ဆိုလို့ရှိရင်လည်းလိုက်မွေးခွက်ထွက်တယ်ဆိုလို့ရှိရင်ရက်လိုက်အဲ့လိုမျိုးလေးကစားတာကတော့ပိုအဆင်ပြေမယ်ထင်ပါတယ်ဥမာတပတ်လုံးဟိုနေ့တိုင်းတော့လည်းအဲ့လိုမျိုးပေါက်ဖို့ကတော့မလွယ်ဘူးဗျာနော်အဲဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ဥမာကိုကမြက်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးပေါ့ပါလေးပဲကစားပါအချို့ကြတော့နေ့တိုင်းဥမာကိုက15သိန်းလောက်မြက်နေပြီဆိုလို့ရှိရင်အဲ့15သိန်းအမြက်လေးကိုထားထားလိုက်နောက်တစ်ပတ်ကြာမှာပဲဒီလိုမျိုးပတ်တီလေးအဲ့လိုမျိုးလေးဖြည်းဖြည်းချင်းဆော့တာကတော့ပိုအဆင်ပြေမှာပါအဲ့လိုမျိုးမဟုတ်ဘဲနဲ့အချို့ကြတော့ဆရာကျွန်မ15သိန်းလောက်မြက်နေပြီပြီးသွားလို့ရှိရင်ကြာသာပရိနေ့ညနေလောက်ဆိုလို့ရှိရင်ဒါဟာဒီနေ့ကတော့ကျွန်မတော်တော်ရှုံးသွားတယ်ဒီမှာ3သိန်းလောက်ထပ်ရှုံးသွားတယ်ဟာအဲ့လိုမျိုးတော့ဟိုဖြစ်အောင်တော့မစော့ပါနဲ့ကိုကနဲ့ကိုနည်းနည်းလေးတော့အမျက်ကိုထိန်းပြီးတော့စော့ပါဗျာနော်ဘာဖြစ်ဒီတစ်ပတ်ကတော့ဒါပတ်တီဒီကောလုံးကဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာနေမယ်စောစောစီးစီးလေးလည်းဆင်းသွားတယ်ပြီးရင်မွေးခွက်ကလည်းဗုဒ္ဓဟူးနေ့မနက်မှာနေမယ်ဆင်းသွားတယ်ညနေတော့မရောက်ဘူးအဲ့လိုဖြစ်တဲ့အတွက်ဒါတော်တော်များများအဆင်ပြေကြမယ်ထင်ပါတယ်ဒီနေ့ညနေကတော့ကျွန်တော်တို့ပါဝါတွေက4ခုတရွဲပဲကျန်တယ်ပြီးရင်ကျွန်တော်1ချိန်တွက်နေရဒါကျွန်တော်တို့83ပေါ့နော်83ချိန်ညနေမှာကောင်းနေအဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့ဒါတကွက်ကောင်ထိုးခြင်းလို့ရှိရင်နော်48နဲ့93နှစ်ကွက်ပဲထိုးပါပြီးရင်ဒါမှမဟုတ်ကိုကဟိုဆက်ထိုးနိုင်တယ်ဆိုလို့ရှိရင်နော်48439893ပေါ့နော်ဒီ၄ခွက်ကိုတော့တေချာပေါက်လေးကစားပေးပါဗျာနော်ဒါမှမဟုတ်ကိုကအကွက်နည်းနည်းလေးပဲကစားခြင်းတယ်ဆိုလို့ရှိရင်နော်48နဲ့93နှစ်ကွက်ကိုပဲတေချာလေးထိုးပေးပါဗျာနော်ဒီအောက်မှာလည်းကျွန်တော်ဒီ group link လေးကိုကျွန်တော်ထပ်ပြီးတော့ဒီဗီဒီယိုအောက်မှာလည်းထပ်ထည့်ထားပေးပါမယ်မိတ်ဆွေအနေနဲ့အဲ့ဒီ group link ကိုဝင်လို့မရဘူးဆိုလို့ရှိရင်တော့အဲ့ဒီအောက်မှာပဲ comment လေးဝင်လို့မရပါဘူးဆိုပြီးတော့ရေးခဲ့ပေးပါဗျာနော်ဒီနေ့ညနေကစားမှာကတော့အားလုံးပေါင်းကျွန်တော်ကတော့ဒီခွန်ဘရိတ်စင်ထားတဲ့အတွက်၄ break တွေကိုလည်းအရန်အနေနဲ့ထည့်ပြီးတော့ဒါရွေးထားပေးခြင်းဖြစ်ပါတယ်အဓိကကစားမှာတော့၄ 9ချိန်ကောင်းပါတယ်ပြီးသွားလို့ရှိရင်ဘာလို့ဆို power တွဲက၄ 9တွဲပဲကျတယ်လို့၄ 9ချိန်ကောင်းတယ်ပြီးရင်ကျွန်တော်တို့ညနေရတွက်နေရဆိုလို့ရှိရင်တော့8 3ချိန်ကောင်းတယ်အဲဒါကြောင့်ကျွန်တော်ကတော့၄ 9နဲ့8 3နဲ့ကိုကပ်ပြီးတော့အဓိကရွေးထားပေးခြင်းဖြစ်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်နည်းနည်းတော့ထိန်ပြီးကစားပေးပါဗျာနော်ထိန်ပြီးဆော့တာကတော့အကောင်းဆုံးပါပဲဒါကြီးကိုပဲတဲတဲမဲမဲကြီးအဲ့လိုမျိုးကြီးတော့မဆော့သင့်ပါဘူးဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဗျာ